ချစ်တယ်လို့သူကဆိုလာတယ်လဲလေးရဆိုလာကမာကောင်းလေးရဲ့မျက်ရည်ရခင်ဒီတချင်းကိုကြားဖို့ကြမယ်ထင်ပါတယ်ပလဲဆိုတာကျွန်တော်ကမာကောင်တွေကနေရရှိလာတာဖြစ်ပါတယ်ဘယ်လိုရရှိလာလဲဆိုတော့ကမာကောင်တွေကိုနောက်ဆက်ဖြစ်စီမဲ့ပစ္စည်းတွေကမာကောင်ကိုယ်ထဲဝင်လာတဲ့အခါမှာပစ္စည်းတွေကမာတွေကိုအန်ဒရယ်မပြုတ်နိုင်အောင်အဲ့ဒီကမာကောင်တွေရဲ့အလိုလျောက်အသုံးပြတဲ့ကုခအားစနစ်ကသူ့မှာရှိတဲ့ဓာတ်ပစ္စည်းဖြစ်တဲ့ကယ်လ်ဆီယမ်ကာဗွန်နိတ်နဲ့ conchiolin ဆိုတဲ့ protein နဲ့ဝင်လာတဲ့ပစ္စည်းကိုအလောအထထအုပ်ပေးလိုက်အုပ်ပေးတဲ့အခါမှာဖြစ်လာတဲ့ဒီအရာကိုကျွန်တော်ဘလဲလို့ခေါ်တာကျွန်တော်ဘုံမုံတွေရုပ်ပစ္စည်းတွေကျွန်တော်မျက်လုံးထဲဝင်တဲ့အခါပစ္စည်းတွေကျွန်တော်မျက်လုံးအန်ဒရယ်မပြုတ်နိုင်အောင်မျက်ရည်နဲ့စစ်ထုတ်တယ်လို့ပလဲတွေကလည်းသူ့ခန္ဓာကိုယ်ထဲကိုဝင်လာတဲ့ပစ္စည်းကိုပလဲဆိုတဲ့ပစ္စည်းနဲ့စစ်ထုတ်ပါတယ်ဒါကိုခင်မောင်တို့ကပလဲဆိုတာကမာကောင်လေးတွေရဲ့မျက်ရည်လို့တင်စားပြီးဆိုလိုက်တာဖြစ်ပါတယ်ဒီလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုဆက်ပြီးတော့လေ့လာခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ knowledge powerhouse channel like and follow လုပ်ထားပေးပါခင်ဗျာနောက်ဗီဒီယိုမှာမတွေ့ကြမယ် bye bye